ကိုကိုင်းရဲ့တပတ်တာသတင်းတင်ဆက်မှုမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အထူးဒေသစီရေးဌာနနဲ့အခြားဌာနဆိုင်ရာများပူးပေါင်းပြီးအာဇာနည်မိသားစုများနဲ့မတန်ဆွမ်းစစ်မှုထမ်းဟောင်းမိသားစုများကိုတွားရောက်တွေ့ဆုံကာရဝပြုခဲ့တဲ့တဲ့ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတက်မှာမိခင်နေကလေးဆောင်းလျှောက်ရေးတင်အဆောက်အုံနဲ့လောက်ကိုင်မြို့နယ်ဖူအန်ပန်းချံတို့တနေ့တည်းခမ်းနားစွာဖွင့်လှစ်ခဲ့တဲ့တဲ့ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတက်ပထမအကြိမ်လာမုံစာပွဲတော်ထိမ်းမှတ်ကအားကစား၅မျိုးရှင်ပြိုင်မှုချစ်ကြည်ရေးပြိုင်ပွဲအောင်မြင်စွာပြီးဆုံးခဲ့တဲ့တဲ့သိနီခရိုင်အီနိုင်ကျေးရွာရှိလက်ထူးမူရစ်ပစ္စည်းဖြတ်စခန်းတွင်လာမုံစာပွဲတော်ထိမ်းမှတ်ဖြင့်ပျော်ပွဲရှင်ပွဲများကျင်းပပြုလုပ်ခဲ့တဲ့တဲ့MNDAA စေဦးစီအဖွဲ့ရဲ့ပတ်စဉ်ကြောင့်တနက်စဉ်တော်လိုင်းသမိုင်းကြောင့်ပညာပေးလှူရှာမှုအောင်မြင်စွာပြီးဆုံးခဲ့တဲ့တဲ့ပါပဲတပတ်အတွင်းတင်ဆက်ခဲ့တဲ့တဲ့များစွာထဲမှာထူးခြားတဲ့များကိုကောင်းလို့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အထူးဒေသစစ်ရေးဌာနနဲ့အခြားဌာနဆိုင်ရာများပူးပေါင်းပြီးအာဇာနည်မိသားစုများနဲ့မတန်ဆွမ်းစစ်မှုထမ်းဟောင်းမိသားစုများကိုတွားရောက်တွေ့ဆုံကာရဝပြုခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်။အော်တိုဘာလ၁ရက်နေ့မှစတင်ကနိုင်ငံရေးဌာနရဲ့စီယုံရေးဦးစီးဌာနကစီစဉ်ကျင်းပတဲ့အာဇာနည်မိသားစုများနဲ့မတန်ဆွမ်းစစ်မှုထမ်းဟောင်းမိသားစုများကိုတွားရောက်တွေ့ဆုံကာရဝပြုခြင်းကိုမဟာမိတ်တပ်တော်ရဲ့တမဟာအသီးသီးနဲ့အထူးဒေသအတွင်းမှာရှိတဲ့ KI နဲ့မြို့နယ်အဆင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့အစည်းများကပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ MNTJB ပါတီနဲ့အထူးဒေသအုပ်ချုပ်ရေးကော်မတီတို့အနေဖြင့်အာဇာနည်မိသားစုများစစ်မှုထမ်းဟောင်းများနဲ့စစ်ပေးသည့်မိသားစုများပေါ်စေတနာထားမှုကိုဖော်ဆောင်ရန်နဲ့စစ်သားများကိုဂုဏ်ပြုခြင်းစစ်ပေးသည့်မိသားစုများကိုစာနာထောက်ထားခြင်းစတဲ့လူမှုရေးယဉ်ကျေးမှုဓလေ့ကိုမြင့်တင်ရန်ယူရကြောင်းသိရှိရပါတယ်။တွားရောက်တွေ့ဆုံကာရဝပြုတဲ့အဖွဲ့များကလောက်ကိုင်မြို့နဲ့အခြားခရိုင်များမဟာမိတ်တပ်တော်စကန်ချရာဒေသများသို့တွားရောက်ပြီးအာဇာနည်မိသားစုများစစ်မှုထမ်းဟောင်းမိသားစုများစစ်ပေးသည့်မိသားစုများနဲ့အထူးစစ်စင်ရေးကာလအတွင်းတာဝန်ထမ်းဆောင်ခြင်းထိခိုက်ဒဏ်ရာရသူများရဲ့မိသားစုများထံဓာတ်ရိုက်တွားရောက်လက်ပတ်ခဲ့ကြပါတယ်။တွားရောက်တွေ့ဆုံကာရဝပြုရာတွင်တာဝန်ရှိသူများကအာဇာနည်မိသားစုများစစ်မှုထမ်းဟောင်းမိသားစုများစစ်ပေးသည့်မိသားစုများနဲ့ရင်းနှီးစွာစကားပြောဆိုခဲ့ကြပြီး၎င်းတို့ရဲ့ကျန်းမာရေးအခြေအနေဒီထိုင်မှုအခြေအနေများနဲ့လက်တွေ့အခက်အခဲများကိုအသေးစိတ်မြင်ခဲ့ကြပါတယ်။စစ်မှုထမ်းဟောင်းများရပ်ပိုင်ခွင့်ဆိုင်ရာမူဝါဒအမျိုးမျိုးကိုဆက်လက်အကောင့်ထဲပေါ်သွားမှာဖြစ်ပြီးပုံမှန်စောင့်ကြည့်ကူညီရေးလုပ်ငန်းစဉ်များကိုအားကောင်းလာစေရန်ပြုပြင်မွမ်းမံသွားမှာဖြစ်ပါတယ်။ဆက်လက်ပြီးလက်တွေ့အခက်အခဲများကိုထိရောက်စွာဖြေရှင်းပေးသွားမည်ဖြစ်ကစစ်မှုထမ်းဟောင်းများရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့တဲ့အပြင်လာမှုစားပွဲတော်အထိမ်းအမှတ်အဖြစ်လာမှုများတတိများဖြင့်လာမှုစားပွဲတော်မတိုင်မီကာလတွင်သွားရောက်တွေ့ဆုံကာရပြုခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဒုတိယတစ်ပုတ်အနေနဲ့ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတက်မှာမိခင်နေကလေးဆောင်းလျှောက်ရေးအသင်းအဆောက်အအုံနဲ့လောက်ကိုင်မြို့နယ်ဖူအန်ပန်းချံတို့တနေ့တည်းခမ်းနားစွာဖွင့်လှစ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အော်တိုဘာလ3ရက်နေ့မှာပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတက်မိခင်နေကလေးဆောင်းလျှောက်ရေးအသင်းအဆောက်အအုံခမ်းမနဲ့လောက်ကိုင်မြို့နယ်ဖူအန်ပန်းချံတို့ကိုတရားဝင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ဖွင့်ပွဲကိုမိခင်နေကလေးဆောင်းလျှောက်ရေးအသင်းဥက္ကဋ္ဌနဲ့တာဝန်ရှိသူများအသင်းအဖွဲ့ဝင်များနဲ့အတူလောက်ကိုင်မြို့တော်အုပ်ချုပ်ရေးကော်မတီရဲ့ဌာနဆိုင်ရာများမှကိုယ်စားလှယ်များနဲ့ပြည်သူများစွာတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားတွင်လောက်ကိုင်မြို့တော်အုပ်ချုပ်ရေးကော်မတီရဲ့ဌာနဆိုင်ရာတာဝန်ရှိသူတို့ကမိန့်ခွန်းပြောကြားခဲ့ရာပန်းချံဤသမိုင်းကြောင်းကိုပြန်လည်သုံးသပ်ခဲ့ကအခက်အခဲများကိုကျော်လွှားပြီးနောက်အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်ကိုဂုဏ်ပြုခဲ့ကအထူးဒေသ၏လူမှုရေးတည်ဆောက်မှုကိုအလေးထားသည့်အပိုင်းတွင်ပန်းချံသည်ပုံမကောင်းမွန်သောဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမိခင်ကလေးဆောင်းလျှောက်ရေးတင်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတို့ကအခမ်းအနားတွင်အသီးသီးမိန့်ခွန်းပြောကြားခဲ့ပြီးပါဝင်သူအားလုံးအားကျေးဇူးတင်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမိခင်ကလေးဆောင်းလျှောက်ရေးတင်အဆောက်အအုံသည်နေရာအသစ်တစ်ခုသာမကဘဲအမျိုးသမီးများအတွက်လှုပ်ရှားမှုနေရာများပေးပြီးကလေးများအတွက်ကစားရန်နေရာများဖန်တီးပေးကအမျိုးသမီးများရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဆက်လက်ဆောက်ရှောက်ပေးခြင်းကလေးများ၏ကြီးထွားဖွံ့ဖြိုးမှုကိုကူညီပေးခြင်းတက်ကြီးရွယ်အိုမတန်ဆွမ်းသူများနဲ့နာမကျန်းသူများကိုကူညီပံ့ပိုးခြင်းတို့ဖြင့်အမျိုးသမီးများနဲ့ကလေးသူငယ်များ၏စစ်မှန်သောနှွေးထွေးသည့်ခိုလုံရာနေရာဖြစ်လာမည်ဟုရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်။တတိယသတင်းတစ်ပုဒ်အနေနဲ့ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတက်ပထမအကြိမ်လာမုံစာပွဲတော်အထိမ်းအမှတ်ဖလားအားကစား၅မျိုးရှင်ပြိုင်မှုချစ်ကြည်ပြိုင်ပွဲအောင်မြင်စွာပြီးဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ဆယ်ရက်ကြာရှင်ပြိုင်မှုများအပြီးပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတက်မှာပထမအကြိမ်ကျင်းပသည့်လာမုံစာပွဲတော်အထိမ်းအမှတ်အားကစား၅မျိုးရှင်ပြိုင်မှုချစ်ကြည်ပြိုင်ပွဲမှာအော်တိုဘာလ6ရက်နေ့လောက်ကိုင်မြို့နယ်တုံချိန်မြို့နယ်အားကစားကွင်းတွင်အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။အချိန်နဲ့ရှင်ပြိုင်ခဲ့ကြတဲ့ပြိုင်ပွဲများအဆုံးသတ်သွားခဲ့ပြီးနောက်ဆုံးပွဲစဉ်နဲ့အတူပထမအကြိမ်လာမုံစာပွဲတော်ထိမ်းမှတ်ဖလားအားကစား၅မျိုးရှင်ပြိုင်မှုချစ်ကြည်ရေးပြိုင်ပွဲရဲ့ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားကိုအားကစားကွင်းအလယ်တွင်
ခမ်းနားစွာကျင်းပခဲ့ပါတယ်။ပြောင်ပွဲဖြစ်မြောက်ရေးအတွက်တာဝန်ယူခဲ့သောမက်ဆင်ကုမ္ပဏီဥက္ကဋ္ဌကပိတ်ပွဲမှာအမှားစကားပြောကြားခဲ့ရာပထမဆုံးအနေဖြင့်အထူးဒေသတစ်ခေါင်းဆောင်များအားကစားသမားအားလုံးနီးပြများနဲ့ဝန်ထမ်းများကိုကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။အခမ်းအနားသို့တာဝန်ရှိလူကြီးမင်းများဖိတ်ကြားထားသောဧည့်သည်တော်များဌာနဆိုင်ရာတာဝန်ရှိသူများအထူးဒေသခေါင်းဆောင်များအားကစားသမားများနီးပြများနဲ့ဝန်ထမ်းများစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားအဆုံးမှာတက်ရောက်လာတဲ့ခေါင်းဆောင်များကပထမဆုနှင့်အသင်းအဖွဲ့ချန်ပီယံဒုတိယဆုနှင့်တတိယဆုအသင်းများအားဆုတစိမ့်များနဲ့ဆုကြီးများချီးမြှင့်ပေးခဲ့ကြပါတယ်။အထူးဒေသတစ်ပထမအကြိမ်လာမုတ်စားပွဲတော်အထိမ်းအမှတ်အားကစား၅မျိုးရှင်ပြိုင်မှုချစ်ကြည်ရေးပြိုင်ပွဲမှာညီညွတ်မှုပျော်ရွှင်မှုများဖြင့်အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တိန်နီခရိုင်အီနိုင်ကျေးရွာရှိလက်ထူမူရစ်စေဖြတ်စကန်တွင်လာမုတ်စားပွဲတော်အထိမ်းအမှတ်ဖြင့်ပျော်ပွဲရှင်ပွဲများကျင်းပပြုလုပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။အော်တိုဘာလ6ရက်နေ့မှာအီနိုင်ကျေးရွာရှိလက်ထူမူရစ်စေဖြတ်စကန်တွင်အမှုပညာဖြင့်ဘဝစတင်နေအောင်ကြည်ဘက်သို့ကြည်တက်ဆိုသည့်ဆောင်ဖို့ဖြင့်ယဉ်ကျေးမှုအစီအစဉ်တည်းကျင်းပခဲ့ရာအီနိုင်ကျေးရွာမှဆရာမများနဲ့ကျောင်းသားကျောင်းသူများအနီးနားရှိလူမှုဖွဲ့စည်းများကိုဖိတ်ကြားခဲ့ပြီးမူရစ်စေဖြတ်စကန်ဝင်တဲ့များမူရစ်စေဖြတ်သူ189ဦးနှင့်မိသားစုဝင်များအားလုံးခမ်းနားကိုတက်ရောက်ခဲ့ကြပါတယ်။ဖျော်ဖြေရေးအစီအစဉ်များစွာဖြင့်မူရစ်စေဖြတ်သူများယုံကြည်မှုပြန်လည်တည်ဆောက်ရန်ဘဝတစ်ရှာဖွေရန်လမ်းကြောင်းတစ်ခုအဖြစ်ဖန်တီးပေးခဲ့ပြီးမူရစ်စေဝါကြောင့်အပေခံထားရသူများအပေါ်လူမှုအတိုင်းအဝိုင်းရဲ့ဆောက်ရှောက်မှုကိုပြသခဲ့ကြပါတယ်။အခမ်းအနားစတွင်လက်ထူမူရစ်စေဖြတ်စကန်ရဲ့စကန်မှုကအမှားစကားပြောကြားခဲ့ပြီးမူရစ်စေဖြတ်သူများရဲ့ကိုယ်စားလှယ်များက၎င်းတို့ရဲ့စိတ်သက်ခိုင်မာမှုကိုဖော်ပြတဲ့စီမင်းစကားများကိုပြောကြားခဲ့ကြပါတယ်။ဖျော်ဖြေရေးအစီအစဉ်များစတင်ခဲ့ပြီးဖိတ်ကြားထားသောအဖွဲ့များနဲ့မူရစ်စေဖြတ်သူများကတလဲစီပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။မူရစ်စေဖြတ်သူများကဂီတာတီးကတခြင်းဆိုခြင်းမြန်မာတခြင်းများနဲ့ရိုးရာအကများဖြင့်ဖျော်ဖြေခဲ့ကြပါတယ်။ယခုအစီအစဉ်ကြောင့်မူရစ်စေဖြတ်သူများမှာလူမှုအတိုင်းအဝိုင်းရဲ့နှွေးထွေးမှုကိုခန်းစားရရုံသာမက၎င်းတို့၏ဖန်တီးမှုနှင့်ဖျော်ဖြေမှုများအတွက်မိမိတန်ဖိုးကိုပြန်လည်ရှာဖွေနိုင်ခဲ့ကြပါတယ်။အနာဂတ်မှာလက်ထူမူရစ်စေဖြတ်စကန်ဟာပံ့ပိုးမှုပုံစံမျိုးမျိုးဖြင့်ဆက်လက်ရည်တည်သွားမှာဖြစ်ပြီးမူရစ်စေဖြတ်သူများအားမူရစ်စေဆွဲလန်းမှုမှလွတ်မြောက်ကမျှော်လင့်ချက်သစ်ဖြင့်ခီးဆန့်နိုင်ရန်ကူညီသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အထူးဒေသတစ်ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်အရအထူးဒေသတစ်ကိုကန့်ခရိုင်ရှင်းဝံမြို့တွင်အခမဲ့ဆေးကုသပေးတဲ့ကျေးလက်ဆေးပေးကမ်းဖွင့်လှစ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စက်တင်ဘာလ3ရက်နေ့မှာအထူးဒေသတစ်ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်အရရှင်းဝံမြို့ရှင်းပြင်ကိုကျေးရွာမှာအခမဲ့ဆေးကုသပေးတဲ့ကျေးလက်ဆေးပေးကမ်းကိုတရားဝင်ဖွင့်လှစ်ခဲ့ပြီးယခုလိုဖွင့်လှစ်ရခြင်းမှာအထူးဒေသတစ်အုပ်ချုပ်ရေးကော်မတီနဲ့အထူးဒေသတစ်ကျန်းမာရေးဌာနအနေနဲ့ပြည်သူ့အကျိုးပြုဆောင်ရှောက်ရေးမူဝါဒများကိုအကောင့်ထဲပေါ်ရန်ဒေသခံပြည်သူများရဲ့ကျန်းမာရေးဆောင်ရှောက်မှုလိုအပ်ချက်များကိုအထောက်အကူပြုရန်အတွက်ရည်ရွယ်ကြောင်းသိရှိရပါတယ်။အဆိုပါအခမဲ့ကျေးလက်ဆေးပေးကမ်းမှာဇေဝကုသမှုဆိုင်ရာကုန်ကျစရိတ်အားလုံးကိုအခမဲ့ဆောင်ရွက်ပေးနေပြီးရေရှည်တည်တံ့စွာဝန်ဆောင်မှုပေးသွားမည်ဖြစ်ကအနီးအနားရှိနွမ်းပါပြည်သူများကိုအခမဲ့ကျန်းမာရေးဝန်ဆောင်မှုရရှိစေလိုခြင်းကြောင့်ဖြစ်ပါတယ်။ဆိုင်ရာအဖွဲ့အစည်းများနဲ့အထူးဒေသကျန်းမာရေးဌာနအနေဖြင့်ရခိုင်ကလေးကပြည်သူများအတွက်အကျိုးပြုကျန်းမာရေးဝန်ဆောင်မှုများကိုပုံမှန်ဆောင်ရွက်ပေးရရှိပါတယ်။အခမဲ့ကျေးလက်ဆေးပေးကမ်းဖွင့်လှစ်ခြင်းမှာရခိုင်ကဆောင်ရွက်ခဲ့တဲ့ယာယီဆေးဝန်ဆောင်မှုများကိုပုံမပြည့်စုံစေပြီးအခြေခံကျန်းမာရေးဝန်ဆောင်မှုကွန်ရက်ကိုပုံမကျေပြန့်စွာဖြန့်ကျက်နိုင်ခဲ့ကအထူးဒေသ၏ပြည်သူများအတွက်အရေးပါသောပြည်သူဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းစဉ်တည်းဖြစ်လာကြောင်းသိရှိရပါတယ်။နောက်ဆုံးအနေနဲ့ MNDAA စီဦးစီးအဖွဲ့ရဲ့အပတ်စဉ်6တင်နန်းစင်းများတော်လှန်ရေးတမိုင်းကျောင်းပညာပေးလှူရှာမှုအောင်မြင်စွာပြီးဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။အထူးဒေသတစ်တော်လှန်ရေးတမိုင်းကိုနှက်ဆိုင်စွာနားလည်သဘောပေါက်စေရန်နဲ့ရဲရဲညီတဲ့တော်လှန်ရေးစိတ်ဓာတ်ကိုဆက်လက်ဆုပ်ကိုင်ထားပြီးမြင့်တင်နိုင်ရန်အတွက် MNDAA စီဦးစီးအဖွဲ့အပတ်စဉ်6တင်နန်းစင်းတို့မှာယာယီဦးဆောင်အဖွဲ့ကိုဖွဲ့စည်းပြီးဟိုအိုင်တော်လန်ရေးအာဇာနည်တင်ကြိုင်နဲ့တိုက်ပွဲများဖြစ်ပွားခဲ့တဲ့နေရာချို့ကိုတော်လန်ရေးတမိုင်းကျောင်းပညာပေးလှူရှာမှုများဆောင်ရွက်ရန်တွားရောက်ခဲ့ကြပါတယ်။ယခုပညာပေးလှူရှာမှုမှာနိုင်ငံရေးယုံကြည်ချက်ကိုခိုင်မာစေရန်သစ္စာဆောင်တည်မှုအခြေခံအုတ်မြစ်ကိုခိုင်ခိုင်မာမာတည်ဆောက်ရန်တင်နန်းသားများအားလက်တွေ့ခီးထွက်လက်ပတ်ရင်တော်လန်ရေးဖြစ်စဉ်များကိုခန်းစားသိရှိစေရန်ရည်ရွယ်ကြောင်းသိရှိရပါတယ်။ဟိုအိုင်တော်လန်ရေးအာဇာနည်တင်ကြိုင်အတွင်းတင်နန်းသားများကပတ်ဝန်းကျင်တန်ရှင်းရေးလုပ်ခြင်းမြစ်ပင်များနှုတ်ခြင်းစက္ကူညက်မီရှို့အမွေးတိုင်ပူဇော်ခြင်းများပြုလုပ်ခဲ့ကြပြီးတော်လန်ရေးအာဇာနည်များကိုဂါရပြုခဲ့ကြပါတယ်။ထို့နောက်တင်နန်းသားများကဟိုအိုင်စစ်ဦးစီးဌာနချုပ်ရဲ့ရခိုင်နေရာများခွင့်စင်စေယုံတက်မဟာ311ဌာနချုပ်နဲ့ချွန်ဟာပါလေ့ကျင့်ရေးစခန်းဟိုအိုင်ကာကွယ်ရေးရဲ့ဗဟိုခံတပ်ဖြစ်တဲ့ရှန်ကာလင်းအခြေဆိုင်စခန်းတို့ကိုလက်ပတ်ကြည့်ရှုခဲ့ကြပါတယ်။ထို့နောက်ဒေသတွင်းရှိသမိုင်းဝင်နေရာများကိုဆက်လက်လေ့လာကြည့်ရှုခဲ့ကြပြီးသမိုင်းဝင်နေရာများနဲ့ပတ်သက်တဲ့သမိုင်းကြောင်းဆိုင်ရာအသေးစိတ်အချက်အလက်များကိုအခြေခံကသုံးသက်ရင်းနှင့်ဖြစ်ရလေ့လာမှုဆိုင်ရာအစီရင်ခံစာကိုရေးသားတင်ပြကြရမှာဖြစ်ပါတယ်။တင်နန်းသားများကယခုလေ့လာမှုမှတဆင့်တော်လှန်ရေးသမိုင်းကိုပုံမသဘောပေါက်နားလည်လာကြပြီးလာမယ့်အချိန်များတွင်တော်လှန်ရေးရှေ့ဆောင်အာဇာနည်များကိုဥပ
မာအဖြစ်မှတ်ယူကဒုတိယရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဉာဏ်ပညာနဲ့ခွန်အားကိုအသုံးချထမ်းဆောင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာတကူခန့်ရဲ့တပတ်တာသတင်းတင်ဆက်မှုများကိုအပတ်စဉ်စနေနေ့ည8:00 နာရီချိန်တိုင်းထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကျွန်တော်နေဝီဆိုပါ